တရားထွေပြမလီမနာတကွာလေးသွားကြတာခကြီးပန်းတိုင်းမရောက်မချင်းတယောက်စင်တယောက်ကဲစက်နဲ့ထွက်သွားလာလောဘရဲ့ဒေါသရဲ့မောဟရဲ့ဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပြောလိုက်ရှင်လိုက်ဟိုကဤကဘယ်ဟာမတည်ရဲ့ပေါလွယ်ပေါပြန်အကြောင်းကံကမ္မတကာတွေ့ကြုံဆုံးကွယ်တခေဝမ်းနေဝမ်းသာဝိပလာဖြစ်ချင်တာနဲ့မဖြစ်ရပါအိုးမဖြစ်ချင်တာလေးနဲ့ဖြစ်ရမှာဖြစ်ချင်တာနဲ့မဖြစ်ရပါအိုးမဖြစ်ချင်တာလေးနဲ့ဖြစ်ရမှာ30ဖုံအတွင်းရောက်လို့တရွတ်ခွင့်ရောက်တယ်ဒီဘုံပါအဲ့ဒါဘဝတန်မယာ